စာလုံးမဲ့ပိုင်းအပိုင်းနဲ့ကျွန်တော်တို့ခုတဲ့ကျွန်တော်ကြီး9နိုင်ထိုးစတိတ်မှာပဲစတယ်ပြီးစာလုံးမှာအခုညပဲဟိုဘက်ရမီးလာတယ်ကျွန်တော်တို့ကမီးမလာပါဘူးဘယ်လိုလဲဆိုတော့သူတို့ကမီးဆက်လေးနိုးထားတာနေမှာပေါ့နော်အတန်းကတော့မကြရတော့အိမ်နေကြရလေစတယ်မျိုးကျွန်တော်စာလောက်ရတော့မယ်ပထမဦးဆုံးတော့စာရွက်တစ်ကိုလမ်းပြီးတော့တင်ချာစတယ်တင်ချာကိုကိုယ်စိတ်ထဲမှာရှိတဲ့လောက်ကိုတွက်မယ်အားလုံးပေါင်းနေဒီဟာနဲ့ဒါနဲ့ပေါင်းနေပြီးရင်ဒါနဲ့ပေါင်းနေနောက်ဆုံးဒီမြင်ဒါပေါင်းရတဲ့ဟာနဲ့ဒါနဲ့ပေါင်းလိုက်တဲ့ချိန်မှာတော့90ရာ1000နဲ့မှ99ရသွားပါတယ်အားလုံးအဲ့လိုလေးတွက်ကြည့်လို့ရပါတယ်ကျွန်တော်ဒီ10နာရီလေးထိုးပြီးတော့10နာရီလေးထိုးပါပါပြီနည်းနည်းလေးအိတ်ချင်နေပါပြီဘယ်လိုလုပ်လာမအိတ်ချင်နေပေါ့ကျွန်တော်ကတော့အိတ်ချင်နေပြီးရင်ဒီတကားရည်ပေးရတော့မယ်အတန်ကအိတ်ချင်နေတဲ့တန်တယ်အဆိုလေဘယ်ကြမ်းနဲ့အင်္ဂလိပ်စာအလုပ်ရေးမယ်ကွာကြည့်ဟုတ်ပါပြီကျွန်တော် grandfather grandmother father mother uncle sister ကွာပါand ပြီးတော့ brother mine ကျွန်တော်အကုန်ရေးပြီးပါပြီဟုတ်တယ်ကျွန်တော်ဒါတွေရေးပြီးဆိုအားလုံးစိတ် let's go မယ်အဲ့ဒါပြီးတော့ကျွန်တော်10နာရီခွဲသွားပြီဟုတ်ပါတယ်10နာရီခွဲသွားပါပြီ17နာရီမထိုးပါဘူးဒီနေ့စာချက်ကတော့ဒီလောက်